Hello အားလုံးပဲမင်္ဂလာပါတမီးဆရာရီကနေပြောပြန်တယ်ဆိုလိုက်ပါတယ်မြတ်ဒီနေ့ကကြတော့တခါမှမရိုက်ဖူးတဲ့ vlog လေးတစ်ခုပေါ့နော်မြတ်အဲ့လိုမျိုးလေးstory ဘာညာတော့တင်ပွေက vlog အနေနဲ့တော့မရိုက်ဘူးအဲ့ဒါကမြတ်ဟင်းချက်တဲ့ vlog လေးပါဟုတ်ပါတယ်မြတ်ဒီနေ့ဟင်းချက်ပြပါပေါ့နော်နင်မြတ်တငယ်ချင်းတွေကိုမြတ်စက်တိုင်းချက်ကျွေးမယ်လို့ပြောထားတာအခုကနင်းနေရှောင်းနာရီခွဲနေပြီပေါ့နော်နောက်40နာရီဝက်ဆိုင်ကမြောင်းနေလို့ရှိရင်မြတ်တကယ်ချင်းရောက်တော့မယ်ခုတည်းရှိမရှိရသေးပါဘူးဘာမှလည်းပြမလို့ရတယ်ပေါ့နော်ခုနစားလုံးနေနေတော့အိပ်ပျော်ပါခုနမှနိုးလာတယ်အတူတူဟင်းသွားချက်ပါမယ်လိုက်ခဲ့ပြီးကြပါ guys ဆိုတော့နေ့ချက်တာအာလူချက်ပါတော့ဒီမှာအာလူရောနှလုံးလေးချက်နေတယ်ပေါ့နော်အာလူနှလုံးရယ်ချက်တုံဖြူရယ်ဂျင်းရယ်ဘာကတက်တုံဟီ and then တက်တာဆိုပြီးတော့เนาะဒီမှာအပေါ်စားတော့တက်တာပဲပေါ့เนาะကြောင်းနေတက်တာတော့အမြဲ free ရတယ်ဆိုတက်တာပါမယ်ပထမဦးဆုံးမြားတို့တက်တုံကြီးခွာမယ်ပေါ့เนาะဒီနေ့မြားရှင်းမဲ့တက်တာဟင်းနေရကြတော့တက်တာမဆက်လာပေါ့เนาะအဲ့တော့အနှစ်လေးမြများရအောင်မြားကကြတော့ခင်းကြည့်တီးမတုံမနဲ့ဒီတက်တုံကြီးနဲ့ပဲအနှစ်မြများရအောင်လို့ချက်တယ်ပေါ့เนาะခုကမြဲတဲ့ငယ်ချင်းကစက်တုံးလေးဆက်ပြီးလှီးပေးနေပေါ့နော်မြက်လီးနေနဲ့အရန်မှုန်လာနေမြက်တဲ့ငယ်ချင်းကလှီးပေးနေတယ်သူလှီးနေတော့မှမြက်ကစက်သားလေးနေပါမယ်ရှင်အော်ဒါနဲ့လက်အိတ်မစုပ်ဘူးဆိုရင်မပြောနဲ့နော်ကိုဟာနဲ့ကိုစားမမို့လို့လက်ကိုတည်တည်ချာချာဆေးပြီးသွားတော့မှနေတာပါဆိုတော့ပထမဦးဆုံးအသားကိုနေဖို့အတွက်မြစနွေးမှုတ်ယူရပေါ့နော်အသားလေးကိုတောက်ခုနစားတော့ထည့်လိုက်တယ်စားရဲ့စနွေးရဲ့နဲ့အသားလေးကိုနှက်ထားပါမယ်ဒီနေရာမှာမြာကအသားလေးတွေကိုအရသာပိုးပြီးစီချင်တာဖြစ်တဲ့အတွက်အစပိုင်းနည်းလေးတွေကိုတော့မြာတေးသေးချာချာနေပြီးဖြစ်တယ်ပေါ့နော်တခြားလေးတော့ဒီတိုင်းဝိုင်းမျိုးပဲနေလိုက်ပါတယ်စီလေးပူလာပြီးဆိုရင်တော့မြာလေးခုနကပြီးထားတဲ့တက်တုံးဖြစ်ချင်းလေးထည့်ပေါ့နော်ထည့်ပြီးတော့အရင်ဆုံးစီတက်ပါမယ်စက်တုံးလေးတွေကအနီတော်လေးဖြစ်လာပြီးရုပ်ဝဲလေးဝဲလာပြီးဆိုရင်တော့စနစ်မုတ်လေးထည့်ပေါ့နော်စနစ်မုတ်လေးကိုထည့်ပြီးတော့အရင်နေလိုက်ပါမယ်စနစ်မုတ်လေးနဲ့သူ့ဟာနဲ့သူရောသွားပြီဆိုလို့ရှိရင်တော့အရောက်တဲမုတ်လေးထည့်ပါမယ်ရှင်ပြီးသွားရင်တော့မြာခုနကမျိုးလေးလှုပ်ထားတဲ့စက်သားလေးတွေကိုထည့်မယ်ပေါ့နော်။ဦးထဲမှာဒီစားလေးထည့်ပေးလိုက်ပါမယ်။ဒါလေးကတော့ရှက်လက်စလေးကိုမှဖွင့်ကြည့်ရပါတော့ဘလို့အနေထားလေးရှိပြီလေဆိုကြပါတော့မယ်။ခုကရှင်းနိုင်ထတော့မယ်ပေါ့နော်ချက်သားမချက်သေးပါဘူးကဲကြပါဦးခုနပြောဖို့မေ့သွားပါတော့အာလူလေးထည့်လိုက်ပါလေဒါတော့ချက်လို့ပြီးသွားပြီပေါ့နော်ဆိုနေရရှိပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ဒါလေးရောက်ဒီတိုင်းအပူလေးပေါ့နော်နောက် vlog တွေမှာပြတ်သိပါမယ် bye bye